ကျင်းတဲ့ကိုဝင်းရှာမှာကြောက်လို့ဗျာနော်ဒါရေတွေကိုအပြည့်ကြီးထည့်သွားသူတို့ကျင်းနဲ့မရှာရအောင်လို့နော်ဒါပေမဲ့ကျွန်တော်တို့နှကန်းဘေးကိုရအောင်ရှာမယ်ဗျာနော်ဒီကျင်းကတော့ကျွန်တော်တို့ကြောက်ကတော့စိတ်တာပေါ့ဗျာနော်အရေကွန်ကြောဆိုတော့ကျွန်တော်တို့ဒီလိုခွန်ဝါလေးတွေလိုက်ခေါ်တယ်ဗျာနော်ကြောက်ကြောတွေတော့ကောင်းတယ်နော်ဒီလိုတန်ကြီးကုန်းတွေလည်းထွက်တယ်နော်တော့မုံတုကုန်းတော့ပေါ့ဗျာနော်ဒါလိုခွန်ဝါလေးတွေပဲထွက်တာဗျာသူကပြောရရင်တော့ဒီမဲ့ဒါမို့ဆိုရင်ကျွန်တော်တို့နော်ပြောမလို့ပထော့တွေဗျာနော်ပထော့တွေရေကုန်ကျောဆိုတော့သဘောတဘာဝတော့ဗျာရမ်းပြောက်ပေါ့ဗျာနော်မုံတုကုန်းဆိုရင်တော့သူတော့ရမ်းပါပေါ့သူကခောက်ခွန်နေလဲပါလဲထွက်တယ်နော်ဒါမို့ခွန်နေလဲဇောတွေတော့မစိုးဘူးဗျာကောင်းတယ်ဗျာနော်ဒီလိုအဆက်လေးတွေလိုက်ရှာတာပေါ်တဲ့နေရာလေးလိုက်ပြီးတော့မှခေါ်တယ်ဗျာသူကနော်ကြောင်းတယ်ဒီကောင်ကြည့်အောင်ကြောက်ဖြစ်တယ်ကွာဟုတ်ပြီနော်ကျွန်တော်တို့စားကြောက်ကြီးဖြစ်သွားဝိတ်ပေါ့ကြောက်ဆိုရင်တစ်နာပြီနော်လက်ထဲကိုဆွဲသွားတယ်ဒီမဲ့ဒါရတူရဖြစ်လိုက်စမ်းကွာအိုးကြောက်မှန်တာဗျာနော်တကယ်အခွန်ကြီးကြောက်ခွန်ကြီးလေကဲရေခွန်ကြီးမှန်တာဗျာနော်အလိုချာလေးစစ်တို့ကြည့်ရမှာဗျာဒီကြောက်ကတော့တော်လေးတူထုကြည့်လိုက်မယ်နော်တခြားအဖြေရှင်းသွားဒါမှမဟုတ်လေထုကြည့်ရပါဗျာကြောက်ကိုနည်းနည်းဝိုင်းဝါနေပြီဆိုမဟုတ်တော့ဗျာနော်မဲမဲစီလေးကြားလေးတွေပါလိုက်ဇင်းကြားလေးတွေပါပြီနော်ကြောက်ကတော့မဟုတ်တော့ကြောက်ဖြစ်တော့ဘာမှမကြောက်ကြောက်ဖြစ်တော့ချမ်းသာသွားမှကြလို့လက်ရှားတာနော်ရေကတော့တစ်နာရနော်ဒီဘက်ဆိုဆင်းသွားတော့မရတော့ဒီပေါ်ဒီပတ်ခောက်မှပဲကျွန်တော်လဲနော်